အားလုံးပဲမင်္ဂလာပါခင်ဗျာယင်အကယ်ဒမီကနေပြန်လည်ကြည့်ရှုလိုက်ပါရစေဒီဗီဒီယိုမှာတော့နိုဝင်ဘာလတခြား1အခန်း4လေ့ကျင့်ခန်း4.1ကိုတွေ့ပြသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဘောနော်အောက်ပါတို့ကိုတဲ့နှစ်ထပ်ကင်းတီပြောင်းနေအသုံးပြု၍စာခွဲပြီးခွဲပါတယ်နော်ဒီမှာဆိုရင်ပုံခွဲက10ပုတ်ရှိအဲ့ဒီထဲမှာ6ပုတ်ကိုတွေ့ပြမယ်ကျန်တဲ့4ပုတ်ကိုကြတော့ကိုယ့်အကူစဉ်းစားကြဖို့အကြံပြုလိုပါတယ်ကဲဒါဆိုရင်စလိုက်ကြအောင်ဆိုတော့ပထမဆုံးအခရာကိန်းသားများစာခွဲခွဲခြင်းဆိုတာကိုလေ့လာကြရမယ်အင်္ဂလိပ်လိုဆိုရင်သူ့ factoring polynomials လို့ခေါ်ပါတယ်ကဲဒါဆိုရင်ဒီမှာကြည့်အောင်နော်ဒီမှာဘာဝိထားလဲဆိုရင်ဒါ x square minus y square လို့ပြထားတယ်ဒါဆိုရင်သူကဒီမှာအရှေ့ကိန်းဒီနှစ်ထပ်ပေါ့နော်ဒီမှာဖြူအောင်လေးနေရေးဆိုတော့ဒီမှာဒါ x ဒါက y ဆိုရင်ဒီမှာ s မှာလည်းနှစ်ထပ်ရှိတယ် y မှာလည်းနှစ်ထပ်ရှိတယ်အလယ်မှာအနှုတ်လက္ခဏာဒါဆိုရင်သူကကျတော့ဘယ်လိုမှတ်မလဲဆိုရင်နှစ်ထပ်အနှုတ်နှစ်ထပ်အဲ့လိုမှတ်မနော်နှစ်ထပ်အနှုတ်နှစ်ထပ်ဆိုရင်ဘယ်လိုရေးရလဲဆိုရင်အပေါင်းတကွင်းအနှုတ်တကွင်းလို့ရေးရတယ်ဆိုတော့ဒီအရှေ့မှာဆိုရင်ဒါ s ကိုပဲထားလိုက်နော်ဒီမှာ s ထားမယ်အနောက်မှာကျတော့ y လို့ပဲပြန်ထားရမယ်ဟုတ်ပြီနော်ဆိုတော့ဒီလိုမျိုးစာဝေးခွဲခြင်းကိုဘာခေါ်လဲဆိုရင်နှစ်ထပ်အနှုတ်နှစ်ထပ်အပေါင်းတကွင်းအနှုတ်တကွင်းလို့မှတ်ရမယ်နော်ဆိုတော့တကယ်တမ်းဒီလိုထွက်လာဆိုတော့ပြင်စစ်ကြည့်မယ်ဟုတ်ပြီနော်ဆိုတော့ဒီကွင်းတစ်ခုမြောက်ရင်ဘယ်လိုရလဲဆိုတာကိုတစ်ချက်ကြည့်အောင်ဆိုတော့သူတို့နှစ်ခုမြောက်မယ်ဒါဆိုရင်ဒါ s square ရမယ်ပြီးဒီမှာ s နဲ့ဟိုနောက်က minus y နဲ့မြောက်မယ်ဒါဆိုရင် minus xy ဆိုတာရမယ်ကဲဒါပြီးဒီမှာ y နဲ့ဒီဘက် s နဲ့မြောက်မယ်ဒါဆိုရင်ဒါအပေါင်းဒါ y နဲ့ s နဲ့ဆိုရင်ဒါ sy ပေါ့နော်ဒါပြန်ရေးလိုက်ရင်ရပါမယ်ဒီမှာ plus y နဲ့ minus y နဲ့မြောက်ရင် minus y square ဆိုတာရပါမယ်ဆိုတော့ဒီနှစ်ခုကိုခြေပြလိုက်ရင်ဒီမှာ s square minus y square ဆိုတာပဲပြန်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ s square minus y square ကိုနှစ်ထပ်ဟိုဒါကိုဆောက်ဝေးခွင့်ရင် s plus y ရတကွင်း s minus y ရတကွင်းရမှာဖြစ်ပါတယ်ဒါကတော့ဆောက်ဝေးခွင့်ဒီတနည်းပေါ့နော်ဒါတနည်းဆိုတော့နောက်တနည်းကိုတစ်ချက်ကြည့်အောင်ကဲဒီမှာဆိုရင်သူကကြတော့ဒါ s square plus 2xy plus y square ဆိုတော့သူကဘယ်လိုပုံစံလဲဆိုတော့ဒါအရှိကိန်းကလည်းနှစ်ထပ်ဖြစ်နေအနောက်ဆုံးကိန်းကလည်းနှစ်ထပ်ဖြစ်နေဒီအလယ်ကိန်းကကြတော့ဒီအရှိဆုံးကိန်းနဲ့အနောက်ဆုံးကိန်းနဲ့ကိုပြောင်းမယ်ပြောင်းလိုက်ရင်တစ်ဆဖြစ်နေရမယ်နော်ဒီမှာဆိုရင်ဒါ x နဲ့ဒီဘက် y နဲ့မြောက်ရင်ဒါ sy ဆိုတာရမယ်အဲ့ဒီ sy ရဲ့နှစ်ဆဖြစ်နေရမယ်ဟုတ်ပြီနော်ဆိုအဲ့လိုဖြစ်ပြီဆိုရင်ဘာမှတ်လို့ရပြီလဲဆိုတော့ तू ကဒါဒီတကွင်းလုံးရဲ့နှစ်ထပ်လို့မှတ်လို့ရပြီဟုတ်ပြီနော်အရေးကြီးတာကြောင့်လက္ခဏာဒီအနောက်မှာကျတော့ तू ကဟိုဖြစ်နေရမယ်အပေါင်းလက္ခဏာဖြစ်နေမှရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင် तू ကဟိုအရှိကိန်းလည်းနှစ်ထပ်အနောက်ကလည်းနှစ်ထပ်အလဲကလည်း तू ကဒီအရှိကိန်းနဲ့အနောက်ကိန်းမြောက်လိုက်ရဲ့နှစ်ဆဒါဆိုရင်တကွင်းလုံးနှစ်ထပ်ဟုတ်ပြီနော်ဆိုတော့ဒီမှာဆိုရင်ဒါအရှိမှာ x အနောက်မှာ y ဒါဆိုရင်ဒီမှာလက္ခဏာကိုဘယ်လိုရှုံးဖြတ်မလဲဆိုရင်ဒီမှာအပေါင်းဆိုရင်ဒီမှာအပေါင်းလာမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့ဒါကတကယ်တမ်းမှန်ရလားဆိုတော့စိတ်ကြည့်အောင်ဟုတ်ပြီနော်ဒါ s plus y နှစ်ထပ်ဆိုတော့ဒါ s plus y နှစ်ခါမြောက်တာပေါ့နော်ဆိုတော့ဒီမှာ s plus y ဒီမှာလည်း s plus y နှစ်ခါမြောက်ကြည့်ကဲဆိုတော့ဒီမှာဆိုရင် s ဒီမှာဆိုရင်ဒီနှစ်ခုမြောက်ရင် s square ရမယ်ပြီးရင်ဒီမှာ s နဲ့ဒီဘက်က y နဲ့မြောက်မယ်ဒါဆိုရင်အပေါင်း xy ဆိုတာရမယ်ဒီမှာ y နဲ့ s နဲ့ကိုမြောက်ကြည့်မယ်အပေါင်း xy ပဲရမယ်နောက်ဆုံး y နဲ့ y နဲ့မြောက်ကြည့်မယ်ဒါဆိုရင် y square ရမယ်ဆိုတော့ဒီနေရာမှာဆိုရင် तू က xy နှစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လောက်ဖြစ်သွားမလဲ 2xy ဖြစ်သွားမယ် plus y square ဆိုတာပဲရမယ်ဒါကြောင့်မလို့ဟိုဒီလိုပုံစံမျိုးကိုဆောက်ဝေးခွင့်ရင်ဒါတကွင်းလုံးနှစ်ထပ်ရမယ်ပေါ့နော်ဆိုတော့ဟိုဒီကောက်နဲ့တူတူပဲဒီအောက်မှာကျတော့ဒါဘာပဲကွာလဲဆိုရင်ဒါလက္ခဏာပဲကွာအနောက်ကတော့အပေါင်းပဲဒါပေမဲ့ဒီအလယ်ကိန်းရဲ့လက္ခဏာကျတော့အနှုတ်ဖြစ်သွားတယ်ဆိုတော့ဒါကလည်းဘာမှထူးထူးခြားခြားမှတ်စမ်းမလို့နော်သူကအရှေ့ကိန်းနဲ့ချက်အနောက်ကိန်းနဲ့ချက်အလယ်ကိန်းဒီအရှေ့နဲ့အနောက်ရဲ့နှစ်ဆဟုတ်ပြီနော်ဟိုဒါဆိုရင် तू ကဘာလဲတကွင်းလုံးနှစ်ထပ်ဖြစ်သွားမယ်တကွင်းလုံးနှစ်ထပ်ဆိုတော့လက္ခဏာကိုဘယ်လိုယူမလဲဆိုရင်ဒီအလယ်ကိန်းရဲ့လက္ခဏာကိုယူမယ်နော်ဒီမှာဆိုရင်အနှုတ်ဖြစ်ရင်ဒီမှာဆိုရင်ဒါ minus ပဲရမယ်ဟိုဒီဥစ္စာမှန်လားမမှန်လားဆိုတော့ဒီမှာဟိုတခါတည်းဒီမှာလက္ခဏာလေးပြောင်းပြီးမှဆက်ကြည့်အောင်နော်ကဲဒီမှာဆိုရင်ဒါ x နဲ့ s နဲ့မြောက်ရင်တော့ဒါ s square ပဲ s နဲ့ဒီဘက်ကအနှုတ် y နဲ့မြောက်ရင်ဒါ minus y sy ဖြစ်သွားမယ်ဒီမှာ minus y နဲ့ s နဲ့မြောက်ရင် minus sy ဖြစ်သွားမယ်ဆိုတော့ဒီမှာဆိုရင်သူက minus sy နှစ်ခုဆိုတော့ဒါ minus 2sy ဖြစ်သွားမယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ဒါဒီနှစ်ခုကကြတော့ဒါဆောက်ကွေးခွဲနည်းနံပါတ်2ပေါ့နော်ဟုတ်ပြီဒါဆိုရင်တစ်ခေါက်လောက်ပြန်ပြောလိုက်မယ်နံပါတ်1မှာကျတော့နှစ်ထပ်အနှုတ်နှစ်ထပ်ဆိုရင်အပေါင်းတကွင်းအနှုတ်တကွင်းနည်းနဲ့ဆောက်ကွေးခွဲမယ်ဒုတိယနည်းကကြတော့ဒါအရှိကိန်းသုံးလို့ရှိရမယ်အရှိဆုံးကိန်းကလည်းနှစ်ထပ်အနောက်ဆုံးကိန်းကလည်းနှစ်ထပ်အလဲကလည်းဒါဟိုအရှိကိန်းနဲ့နောက်ကိန်းနှစ်ဆဖြစ်နေ
ပြီးရင်ဘာလဲဆိုရင်ဒါအနောက်ဆုံးကိရဲ့အရှိရလက္ခဏာဒီလည်းအပေါင်းဖြစ်နေရမယ်ဆိုအဲ့လိုဆိုရင်တော့ဒါဒီတကွင်းလုံးနှစ်ထပ်ဒီကွင်းထဲမှာရှိတဲ့လက္ခဏာဘယ်လိုရှိုးပြမလဲဆိုရင်အဲ့ဒါအလယ်ကိန်းမှာရှိတဲ့လက္ခဏာကိုယူလိုက်ဟုတ်ပြီနော်ဒါကကြတော့ဒုတိယစာဝင်ကိန်းကြီးပါနော်ဆိုအဲ့ဒီနီးနဲ့နီးကိုသုံးပြီးတော့မှဒါလေ့ကျင့်ခန်း 4.1 ကိုတွဲရမှာဖြစ်ပါတယ်ကဲသူကကြတော့ဒါ a² + 7a + 12ဆိုတော့သူကပထမကိန်းကကြတော့ဒါဒီနှစ်ထပ်ကိန်းပဲဒါပေမဲ့ဒါအနောက်ကကြတော့7နှစ်ဆိုတာဒီသူကဘယ်ကိန်းရဲ့နှစ်ထပ်ဆိုတာမျိုးတိတိကျကျပြောလို့မရဘူးဒါကြောင့်မလို့သူ့ကိုအခုအပေါ်မှာပြထားတဲ့ဒီနီးကိုတွားသုံးလို့မရဘူးပြီးရင်လည်းသူကကိန်းသုံးလို့ဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1နီးကိုလည်းသုံးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးနော်ဒါကြောင့်မလို့တခြားနီးနဲ့စာဝေးခွင့်မယ်ဆိုတော့တနည်းအားကျတော့ဗာလဲဆိုရင်ဒါတစ်ထပ်ကိန်းတိစာဝေးခွင့်နီးဆိုတာခေါ်တယ်ဘာခေါ်လဲအင်္ဂလိပ်ဆိုတော့ကျတော့သူ perfect square လို့ခေါ်တယ် perfect square ဆိုအဲ့လိုမျိုးစာဝေးခွင့်နီးရတော့တိတ်တော့မခက်ဘူးနော်ဆိုတော့တခြားလေးလိုက်ကြည့်ကြမယ်ဆိုတော့ဒီနေရာမှာဘာလို့မလဲဆိုရင်ပထမကိန်းနှလုံးကိုကူးရေးလိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်ဒါ a² + 7a လို့ရှိမယ်ကဲပြီးရင်အခုကဒီမှာဘာလို့မလဲဆိုတော့ဒီထဲမှာကိုယ်တိုင်ဖန်တီးယူထားတဲ့ကိန်းနှစ်ခုကိုစားထုတ်မယ်ထည့်မယ်ဗျနော်ဆိုတော့ကိုကဘယ်လိုမျိုးဖန်တီးရမလဲဆိုရင်ဒီအလယ်ကိန်းကို2နဲ့စားမယ်ဟုတ်ပြီနော်ဆိုတော့ 7a ကို2နဲ့စားရင်ဘာရလဲဆိုရင် 7a/2 ဆိုတာရမှာပေါ့နော် sorry ဒီနေရာမှာဒီမြောက်ဖို့ကိန်းကိုပဲ2နဲ့စားမယ်နော်ဒီ a ကပြန်မပါတော့ဘူးဆိုတော့ a ပြန်ဖြောက်လိုက်မယ်နော်ဆိုတော့ 7a မှာဆိုရင်ဒီမြောက်ဖို့ကိန်းဒီ7ကို2နဲ့စားမယ်ဒါဆိုရင် 7/2 ရမယ်ဟုတ်ပြီနော်ဒီကောင်ကိုဘာလုပ်မလဲဆိုရင်နှစ်ထပ်တင်မယ်ဒီမှာဆိုရင်ဒီမှာလက္ခဏာအပေါင်းလို့လာရေးမယ်ဟုတ်ပြီနော်+7/2 square လို့ရေးပြီးပြီဆိုရင်သူ့ကိုခြေပြလို့ရမယ်-7/2 square လို့ထပ်ထည့်ရမှာပေါ့ဟုတ်ပြီနော်ပြီးတဲ့အခါကျမှသူ့မှာရှိတဲ့ဒီတက်ကြီးအကိန်းကိုဒီအနောက်ဆုံးမှလာရေးမယ်ဆိုတော့သူကကျတော့ကိုယ်တိုင်ဖန်တီးယူထားတဲ့ကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကိုခြေပြလို့ရရပါတော့နော်ဆိုတော့ဒါဒီငကိုမူရေးဒါပေးထားတဲ့ဒီ polynomial ကိန်းနဲ့တော့ဘာမှပြောင်းသွားတာမရှိဘူးဒါပေမဲ့ကိုကဆောက်ခွဲခွဲလို့ရအောင်တမင်ဖန်တီးယူလိုက်တာပဲရှိရပါနော်ကဲဒါဆိုဒီမှာအရှိကဒီကိန်းသူကိုတစ်ချက်ကြည့်အောင်ဘုနော်တခြားအကြောင်းလေးနဲ့ပြမယ်ကဲဟုတ်ပြီဒီကိန်းသူမှာဆိုရင်ဒါဒီအရှိကရနှစ်ထပ်နော်အနောက်ကရလည်းဒါ 7/2 မှာလည်းဒါနှစ်ထပ်ဖြစ်နေပြီဒါဆိုရင်အရှိကရလည်းနှစ်ထပ်အနောက်ကရလည်းနှစ်ထပ်ဆိုတော့အလယ်ကိန်းကိုစစ်ကြည့်အောင်ဘယ်လိုစစ်မလဲဆိုရင်အရှိကိန်းနဲ့အနောက်ကိန်းနဲ့ကိုမြှောက်မယ်နော် a နဲ့ 7/2 နဲ့မြှောက်ရင်ဘာရလဲ 7/2a ရတယ်ဆိုအဲ့ဒီကောင်ရဲ့နှစ်ဆဆို2နဲ့ထပ်မြှောက်ဒါဆိုရင်ဒီမှာ2နဲ့ခြေသွားရင်ဒါ 7a ဆိုတာရတယ်ဒါဆိုရင်ဒီအလယ်ကိန်းဒီ 7a ဖြစ်နေနောက်တစ်ခုကလက္ခဏာကိုစစ်အောင်မယ်ဒါဒီအပေါင်းလက္ခဏာကဲဒါဆိုရင်ဘာသိလို့ဘာကိုသိပြီလဲဆိုရင်အဲ့ဒီကောင်ဒီတကွင်းလုံးနှစ်ထပ်နဲ့စာခွဲခွဲလို့ရတယ်ဒါကြောင့်မလို့ဒီမှာတကွင်းလုံးနှစ်ထပ်ကဲဒီမှာဆိုရင်ဒါ a ဒီဘက်ကကျတော့ 7/2ဆိုလက္ခဏာဘယ်လိုရှင်းပြမလဲဆိုရင်အဲ့မှာဒီအလယ်ကိန်းရဲ့လက္ခဏာဒီအပေါင်းဆိုရင်ဒါဒီအပေါင်းဖြစ်သွားမယ်ဟုတ်ပြီနော်အနောက်ကကောင်ကျတော့ဒီမှာရှင်းအောင်ဒီမှာ minus 7/2 square ဆိုတော့ဒါအပေါ်ကကျတော့ဒါ49အောက်ကကျတော့4ရမယ် plus 12နော်ကဲဒါကိုဆက်ရှင်းမယ်ဆိုတော့ဒီ green နဲ့ဥစ္စာကျတော့ဘာမှမလုပ်နိုင်ဘူးဒီတိုင်းထောက် a plus 7/2 the whole square ကဲပြီးဒီမှာ minus ဟုတ်ပြီနော်ပြီးရင်ဒါကိုဘာယူမလဲဆိုရင်ဒါပိုင်းချီကို4လို့ယူလိုက်မယ်ဒါ49ဟုတ်ပြီနော်ဒီနေရာမှာတတိထားမှာကျတော့ဒီအရှိမအနှုတ်ရှိတဲ့အတွက်ကြောင့်မလို့ဒီမှာလက္ခဏာလာပြအောင် minus နော်ဒီမှာ4နဲ့7နဲ့မြှောက်ရင်ဒါဘယ်လောက်ရလဲ48ရ7နဲ့48ပေါ့နော်ဆိုတော့48ရဆိုတော့ဒါလေးကို green လေးခတ်ထားရင်တော့ပို့ပြီးတော့မှကောင်းတာပေါ့နော်ကဲဆိုတော့အောက်မှာနေရာမရှိတဲ့အတွက်ကြောင့်မပြီးမှထွက်လိုက်မယ်နော် equal ဆိုတော့အရှိရကောင်ကိုကျတော့ဒီတိုင်းပဲကူးရအောင် a plus 7/2 the whole square minus ဒီမှာဆို49 minus 41ဆိုရင် 1/4ဟုတ်ပြီနော်ကဲပြီးရင်ဒါကိုဆက်ယူမယ် a plus 7/2 the whole square minus so 1/4ဆိုတာဒီ 1/2 နှစ်ထပ်ဟုတ်ပြီနော်အဲ့လိုမျိုးနှစ်ထပ်ကိန်းပြောင်းလိုက်မယ်ဆိုတော့ခါကျတော့ဒီမှာဘာသွားတွေ့ရလဲဆိုရင်နော်ဒါဒီနှစ်ထပ်အနှုတ်နှစ်ထပ်ဆိုတာသွားတွေ့ရတယ်နော်ဒီအရှိကိန်းကလည်းနှစ်ထပ်အနောက်ကိန်းကလည်းနှစ်ထပ်ဒီကြားထဲမှာအနှုတ်လက္ခဏာရှိတယ်ဒါဆိုရင်ဘာစာခွဲကိန်းကိုသုံးလို့ရပြီလဲဆိုရင်နှစ်ထပ်အနှုတ်နှစ်ထပ်ဒီအပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဆိုရက်စာခွဲခွင်းကိုသုံးဟုတ်ပြီနော်ဒါဆိုရင်နှစ်ကွင်းလုပ်လိုက်မယ်ဒီမှာကြီးအဲ့လိုနှစ်ကွင်းလုပ်လိုက်ကဲဒါပြင်ဒါဆိုရင်ဒီမှာဆိုရင်သူကအရှိကိန်းကိုဒီမှာလာရေးရမှာပေါ့ a plus 7/2ဟုတ်
ဟုတ်ပြီနော်ဒီမှာလဲ a + 7/2 လို့ရေးလိုက်ကဲဒီမှာဆိုရင်အနောက်ကေးရကြတော့ 1/2 ဒီမှာလဲ 1/2ပြီးရင်ဒီမှာလက္ခဏာကိုကြတော့အပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဖြစ်ရမှာဟုတ်ပြီနော်ဆိုတော့ဒါလေးကိုဆက်ရှင်းလိုက်ပြီဆိုရင်ဘာရလဲဆိုတော့ဒီမှာဆိုရင်ဒါ a + 7/2 နဲ့ 1/2 နဲ့ကိုဒါပေါင်းရင်ဘယ်လောက်ရလဲဆိုရင် 8/2 ရတယ်ဟုတ်ပြီနော် 8/2 ကိုဆက်ရှင်းလိုက်ရင်ဒါ4ရမှာပေါ့ဟုတ်ပြီနော်ဆိုတော့နောက်တစ်ကွင်းရကြတော့ a + 7/2 - 1/2 ဆိုရင်ဒါ 6/2 ရမယ်ဆက်ရှင်းလိုက်ရင်ဒါ3ရမှာပေါ့ဟုတ်ပြီနော်ဒါကြောင့်မလို့ဒီမှာပေးထားတဲ့ဒီ a² + 7 a + 12ကိုစာခွဲခွဲလိုက်ရင် a + 4 a + 3ဆိုတာရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့အဓိကမှတ်ရမှာကျတော့ဒီနှစ်ချက်ကိန်းတိသုံးမယ်ဆိုရင်ဘာလို့ရလဲဆိုရင်ဒါအပေါ်မှာပြထားတဲ့ဒီစာခွဲခွဲလေးနှစ်ခုလုံးသွားမှာဟုတ်ပြီနော်ကဲဒါဆိုရင်နံပါတ်ခောက်ခွဲကိုတစ်ချက်ရှိအောင်ဒီမှာရောသွားမှာဆိုတော့အယောင်လေးဖြောင်းလိုက်မယ်နော်ကဲဒီမှာအဝါလေးနဲ့ပြမယ်ကဲဒီမှာဆိုရင် तू ကဘာလုပ်မလဲခုနကလိုပဲအရှိကိန်းနှစ်ခုကိုနော်ဒီမှာ arm square minus 40 ကူရေးလိုက်မယ် arm square minus 40 ကဲပြီးရင်ကိုယ်ကိုယ်တိုင်ဖန်တီးယူထားတဲ့ကိန်းကိုထည့်မယ်ဆိုတော့ तू ကဘယ်လိုထည့်မလဲဆိုရင်ဒီအလဲကိန်းရဲ့မြောက်ဖို့ကိန်းက14ကို2နဲ့စာနော်2နဲ့စာရင်ဒါ9ပေါ့ဟုတ်ပြီနော်ပြီးအပေါင်း9နှစ်ထပ်အနှုတ်9နှစ်ထပ်လို့လာရေးမယ်ဟုတ်ပြီနော်ဆိုတော့ဒီနှစ်ခုကိုချိန်ပြလိုက်ရင်လည်းဒါဘာမှတော့မထူဘူးနော်တူတူပဲပြီးရင်ဒီအနောက်မှာ33ဆိုတာလာရေးမယ်ကဲပြီးရင်ဘာလုပ်မလဲဆိုတော့ဒီအရှိက3ခုကိုကြည့်လိုက်မယ်နော်ဆိုတော့ဒီအနီရောင်းလေးနဲ့ပြမယ်ဒီမှာဆိုရင်အရှိဆုံးကိရသည်နှစ်ထပ်ကိန်းဒီအနောက်ဆုံးကိရလည်းနှစ်ထပ်ပဲလဲအကောင်ကိုစိတ်ကြည့်အောင်နော်အရှိအကောင် m အနောက်ကကောင် 7 m နဲ့7နဲ့မြှောင်ရင် 7m 7m ကို2နဲ့ထပ်မြှောင်လိုက်ရင်ဘာရလဲဆိုရင်ဒါ 40m ဆိုတာရမှာပေါ့နော် 40m ဆိုတာရမှာဒါဆိုရင်ဒါအရှိကိန်းနဲ့အနောက်ကိန်းနဲ့မြှောင်လိုက်ရင်နှစ်ဆသည်ဒါအလဲကိန်းဖြစ်နေဟုတ်ပြီနော်ပြီးရင်လည်းနောက်ဆုံးကိန်းရဲ့လက္ခဏာလည်းအပေါင်းဖြစ်နေဒါဆိုရင်သူကဘာလို့ယူဆလို့ရလဲဆိုရင်အဲ့ဒါတကွင်းလုံးနှစ်ထပ်ဆိုပြီးတော့မှယူဆလို့ရတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့တကွင်းလုံးနှစ်ထပ်အဲဒီမှာဆိုရင်ဒါ m ဒီမှာကျတော့7ဆိုတော့ဒီမှာလက္ခဏာကိုစဉ်းစားမယ်အလဲကိန်းဒီသူအနှုတ်လက္ခဏာဆိုရင်ဒီမှာအနှုတ်လက္ခဏာဖြစ်သွားမှာပေါ့နော်ဒီမှာ minus ဟို9နှစ်ထပ်ဆိုရင်ဒါ49အပေါင်း33ကဲဒါဝဲဆက်ရှိမယ် m minus 7 the whole square minus 49 နဲ့ plus 33နဲ့ရှင်းလိုက်ရင် minus 60ဆိုတာရမယ်ဟုတ်ပြီနော်ကဲဒါလေးကိုပဲဆက်ရှင်းအောင်ဒီအနောက်ကကောင်နှစ်ထပ်တင်မယ် m minus 7 the whole square minus 16ဒီ4နှစ်ထပ်ဟုတ်နော်ကဲဒါဆိုရင်ဒီအပေးမှလာရေးမယ်နော်ကဲဆိုတော့ဒီမှာဆိုရင်ဒါနှစ်ထပ်အနှုတ်နှစ်ထပ်ဆိုတဲ့ပုံစံနဲ့ဝင်သွားပြီနော်နှစ်ထပ်အနှုတ်နှစ်ထပ်ဆိုရင်ဒါအပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဆိုတော့ဒီမှာ m minus 7ဒီမှာ m minus 7ဒီမှာအပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဒီသူကအနောက်မှာဒါ4ကိုလာရေးမယ်4ပေါ့နော်ကဲဒါဆိုအရှိအကောင်ရှင်းမယ် m minus 7 plus 4ဆိုရင် m minus 3ဆိုတာရမယ်နောက်ကကောင်ကကြတော့m minus 11ဆိုတာရမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒါနံပါတ်ခောက်ခွဲကိုစာခွဲခွဲပြီးသွားပြီပေါ့နံပါတ်5ကိုတစ်ချက်ကြည့်အောင်ပေးထားတာကြတော့ y square minus 13y plus 42ပဲဟုတ်ပြီနော်ဒါကလည်းခုနလိုပဲအယောင်လေးကိုဒါအစင်းအောင်လေးကြည့်မယ်နော်ကဲဒီမှာဆိုရင်သူ့ကိုဘာလုပ်မလဲအရှိကကောင်းလို့အရှိကကိန်းတစ်ခုကိုကူးရေးလိုက်မယ် y square minus 30y လို့ကူးရေးလိုက်ကဲဒါပြီးရင်ကိုယ်တိုင်ဖန်တီးယူထားတဲ့ k ကိုထည့်မယ်ဒီမှာ plus နဲ့ minus ပေါ့နော်အဲ့လိုမျိုးထားလိုက်လေရတယ်ကဲပြီးရင်အလဲမှာဆိုရင်ဒါပြတ်ဖို့က73ဆိုတော့73ကို2နဲ့စားပြီးရင်နှစ်ထပ်တင်မယ်တကွင်းလုံးနှစ်ထပ်တင်လိုက်မယ်နောက်ဒီမှာလည်းသူ့နဲ့အတူတူပဲ30/2 the whole square ပြီးမှသူပေးထားတဲ့တတိယကိန်းကိုဒီမှာလာရေးလိုက်42ကဲဒါအောင်ဆက်ရှင်းမယ်နော်ဒါဆိုရင်ပထမကိန်းတစ်ခုဒီသူကအရှိကိန်းကနှစ်ထပ်အနောက်ကိန်းကနှစ်ထပ်အလဲကိန်းဒီသူကဒီကိန်းတစ်ခုရဲ့မြောက်လာဖြစ်နေဒါကြောင့်မလို့ဒါတကွင်းလုံးနှစ်ထပ်ဖြစ်သွားတယ်ဟုတ်ပြီနော်ဒီမှာ y ဒီမှာကျတော့30/2အလဲရဲ့လက္ခဏာဒီနော်ဒါအနှုတ်ဆိုရင်ဒီမှာဒီဒါလည်းအနှုတ်ပဲဟုတ်ပြီနော်ဒီမှာ minus ကဲဒါဆိုရင်30/2 the whole square ကိုရှင်းမယ်73နှစ်ထပ်ဆိုရင်169နှစ်နှစ်ထပ်ဒီ4နော်အပေါင်းဒါ plus 42ပေါ့ကဲဒီမှာဆိုရင် y minus
30 by 2 the whole square ဒီမှာဆိုရင် minus ဒီမှာ4လို့ယူလိုက်မယ်ဒါ190 169ဒီမှာဆိုရင်လက္ခဏာပြောင်းမှုမမေ့နဲ့နော် minus ကဲဒီမှာဆိုရင်4နဲ့42နဲ့မြန်ရင်ဘယ်လောက်ရလဲဆိုရင်168ကိုရမယ်ကဲဒါဆိုရင်ဒီဘေးမှာလာတွေ့မယ်ဒီမှာ y minus 30 by 2 the whole square minus ဒီမှာဆိုရင်1 by 4လို့ရမယ်ဟုတ်ပြီနော်ဆိုတော့1 by 4ဒီဒါ1 by 2ရဲ့နှစ်ထပ်ပေါ့နော်ဒါမှတစ်ခါရေးလိုက်မယ်နော်ဒါနေရာမရှိတော့မှဆိုလို့ဒါဆိုနှစ်ထပ်အနှုတ်နှစ်ထပ်ဆိုရင်ဒါအပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းလို့ရပြီခဲဒီမှာနှစ်ကွင်းလို့လိုက်ပြီဆိုရင် y minus 30 by 2ဒီမှာလေ y minus 30 by 2အပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဒီမှာဆိုရင်1 by 2လိုက်ရေးလိုက်ခဲဟုတ်ပြီဆိုတော့ဒါလေးကိုဆက်ရှင်းမယ်ဒီမှာ y minus 30 by 2 plus 1 by 2မှာဆိုရင်ဒါဒီအနောက်ကကိန်းတစ်ခုကိုရှင်းမယ်ပေါ့နော် minus 30 by 2 plus 1 by 2ဆိုရင် minus 12 by 2ရတယ်ဟုတ်ပြီနော်12 by 2ကိုဆက်ရှင်းလိုက်ရင် minus 6ရမှာပေါ့ဆိုတော့နောက်မှာဆိုရင်ဒါ minus 30 by 2နဲ့ minus 1 by 2ဆိုရင်ဒါ minus 40 by 2ဒါဆိုရှင်းလိုက်ရင်ဒါ y minus 7လို့ရမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ဖြေဒီမှန်ကိုစိတ်ရှင်းနေဆိုရင်ဘာလုပ်မလဲဆိုရင်ဒီရလာတဲ့ခွေးလေးကိုပြန်မြောက်ကြည့်ပေါ့နော်ပြန်မြောက်ကြည့်လိုက်လို့သူပေးထားတဲ့မေးခွန်းကိုရပြီဆိုရင်အဲ့ဒါအဖြစ်မှန်ပြီပေါ့ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ပုဒ်ကြည့်အောင်နံပါတ်စလို့ 2x square plus 11x plus 15ဆိုတော့ဒါကတော့အပေါ်လို့တော့သိမရိုးရှင်းတော့ဘူးဘာကြောင့်လဲဆိုတော့ဒီပထမဆုံးကိန်းပေါ့နော်ဒါ s နှစ်ထပ်မှာဒီသူ့ရဲ့မျက်ပုံကနှစ်ဖြစ်နေအပေါ်မှာကျတော့ဒါမျက်ပုံကမရှိဘူးဆိုရင်ဒါတစ်ပေါ့ဟုတ်နော်ဒီမှာလည်းဘာမှမရှိဘူးဆိုတော့မျက်ပုံကရှိနေပြီဆိုရင်ဘာလို့ရလဲဆိုရင်ဒီမျက်ပုံကိုဘုံထုတ်ပြရတယ်ဟုတ်ပြီနော်ဆိုတော့ဒီ polynomial ကိန်းတစ်ခုလုံးမှာမျက်ပုံကိုဘုံထုတ်ပြမယ်ဆိုတော့ဒီမှာဆိုရင်ဘယ်လိုဘုံထုတ်မလဲဆိုတော့ဒါမှာ2နော်တကွင်းလုံးဒါ2ကိုဘုံထုတ်ပြလိုက်မယ်ဆိုတော့ 2x square မှာ2ကိုဘုံထုတ်ရင်ဒါ x square ပဲကျန်တယ်ဟုတ်ပြီနော် plus 11 by x မှာ2ကိုဘုံထုတ်ရင်လွယ်လေးပဲဟုတ်ဘာလို့မလဲဆိုရင်ဒါ2နဲ့စားလိုက်မယ်ဆိုတဲ့သဘောနော်တဝက်ပေါ့နော်ဟုတ်နှစ်ကိုယူသွားလိုက်ဆိုရင်ဒါတဝက်ပဲကျန်မှာပေါ့ဒါဆိုရင်2နဲ့ပြန်စားပေါ့နော်မယူရင်အဲ့ဒီဥစ္စာပြန်မြောက်ကြည့်လိုက်နော်2နဲ့ခြေပြစ်လိုက်ရင်ဒါ 11x ပဲပြန်ရမှာဟုတ်ပြီနော်အဲ plus ဒီမှာ50မှာ2ကိုဘုံထုတ်လိုက်ရင်ဒါတဝက်ပဲကျန်မယ်နော်ဒါကြောင့်မလို့50 by 2ရမယ်ပြီးတဲ့အခါကျမှဒီအထက်အကောင်မှာအပေါ်လိုပဲတစ်စိတ်ချင်းသွားမယ်ဟုတ်ပြီနော်အဲဒီမှာ2ဆိုဒီမှာတုတ်ဝင်းလေးပြောင်းလိုက်မယ်ဒီမှာဆိုရင်ဘာလုပ်မလဲဆိုရင်ဒီမှာ s square plus 11 by 2st เนาะဒီကိန်းတစ်ခုကိုအင်ခွေးရလိုက်မယ် s square plus 11 by 2x ကဲဒါပြီးရင်ကိုယ်တိုင်ဖန်တီးယူထားတဲ့ကိန်းကိုထည့်မယ်ဟုတ်ပြီနော်ဆိုတော့ဒီမှာဆိုရင်အလဲကိန်းရဲ့ပြတ်ပေါ်ကိန်းက11 by 2ဆို11 by 2ကို2နဲ့စားမယ်2နဲ့စားရဲဆိုတာဒီဒါပိုင်းချင်ကို2နဲ့မြောက်တယ်ဆိုတဲ့သဘောပေါ့ဟုတ်ပြီနော်ဒါဆို11 by 4ရမယ်ဆိုတော့ဒီမှာ11 by 4နှစ်ချက်ကိုအပေါင်းတစ်ခါအနှုတ်တစ်ခါရေးမယ် plus 11 by 4 the whole square minus 11 by 4 the whole square ပြီးရင်သူပေးထားတဲ့ကောင်လာရေးမယ် plus 50 by 2ပေါ့ကဲဒီမှာဆိုရင်နေရာလောက်ကနေသွားပြီနော်ဘာလို့လိုက်လဲဆိုတော့ဒါလေးကိုနည်းနည်းအောက်ကိုပြောင်းလိုက်အဲ့လိုဒီမှာအမေအောင်လေးပြင်ဖြစ်လိုက်နော်ဟုတ်ပြီကဲဆိုတော့ဒီမှာဆိုရင်ဒါအရှိရဒီ2ကိုတော့ဒီတိုင်းထားလိုက်အောင်ဘာမှမလုပ်နဲ့ဘူးဒီအထက်အကောင်ရှင်းပြီဆိုဒီမှာဆိုရင်ခုနလိုပဲဒါအရှိဆုံးက3ကောင်ဒါတကွင်းလုံးနဲ့ထပ်လို့ပြောင်းလို့ရပြီဒါဆိုရင်ဒါ x ဒါကြတော့11 by 4ဟုတ်ပြီနော်လက္ခဏာဒီအလဲရလက္ခဏာပဲဒါ plus ဆိုယူလိုက်ပြီးဒီမှာရှင်းမယ် minus နော်11နဲ့ထပ်ဆိုရင်ဒါ121ရမယ်ပိုင်းချိန်မှာကြတော့ဒါ4နဲ့ထပ်ဆိုရင်16ပေါ့ဟုတ်ပြီနော် plus 50 by 2ကဲဆိုတော့ဒီဘက်မှာဆက်လာပြီဒီ2ကိုကြတော့ဒီတိုင်းပဲထားအောင်ကဲဒီမှာဆိုရင်ဒါ x plus 11 by 4 the whole square minus ကဲဒီမှာဆိုရင်ပိုင်းခြေကို16လို့ယူမှာပေါ့နော်16ဆိုတော့121ဆိုတော့ဒီဘက်ကနော်ဒီမှာဆိုရင် तू ကဘာနဲ့မြောက်မလဲ8နဲ့မြောက်မယ်ဒီကောင်ကိုလည်း8နဲ့မြောက်မယ်120ရမယ်နော်ဆိုတော့121ထဲမှာ120လို့ရင်1ပဲရမှာပေါ့နော်ဆိုတော့တခါလေးအဖြူရေးလိုက်မယ်နော်ဟုတ်ပြီဆိုတော့ဒီမှာဆိုရင်ဒါ1 by 60ဆိုရင်ဒါ1 by 4
နှစ်ထပ်ပေါ့နော်ဒါကြောင့်မလို့ဒီမှာဟိုတစ်စိတ်ချင်းမသွားတော့ဘဲနဲ့နည်းနည်းကြော်လိုက်နော်ဘာလို့လဲဆိုနေရာလောက်ကလည်းသိမရှိဘူးဆိုဒီမှာဆိုရင်ဒါနှစ်ထပ်အနှုတ်1/60ဒီ1/4နှစ်ထပ်ဒါဆိုရင်နှစ်ထပ်အနှုတ်နှစ်ထပ်ဆိုရင်အပေါင်းတစ်ခွင့်အနှုတ်တစ်ခွင့်နဲ့သွားမယ်နော်ဒီမှာဆိုရင်ဒါ x plus 11/4 x plus 11/4ကပြည့်ဒီမှာ1/4 1/4အပေါင်းတစ်ခွင့်အနှုတ်တစ်ခွင့်ဖြစ်ရမှာဟုတ်ပြီနော်ကဲဆိုတော့ဒီမှာဆိုရင်2ပြီးဒီမှာတော့ခွင့်ဆိုတော့ဒီခွင့်နဲ့ကောင်တူတစ်ခုချင်းနေရှင်းအောင် s plus 11/4နဲ့1/4နဲ့မြောင်းလိုက်ရင်12/4ရတယ်နော်ခြေလိုက်ရင်ဒါ3ပဲချမ်းမယ်နောက်ကကောင်ကကြတော့ဒါ s plus 11/4 minus 1/4ဆိုတာ 10/4 10/4ဆိုရင်ဒါကို2နဲ့စားပြလိုက်ရင်ဒါ 5/2 လို့ရမှာပေါ့နော် 5/2 ရမှာကဲဆိုတော့ဒီမှာဒီအပြင်မှာ2ကဘာလို့မလဲဆိုရင်ဒီအထက်ကိုနှောက်သွင်းလိုက်နော်ဆိုတော့နှောက်သွင်းတဲ့အခါမှာ तू ကနှစ်ကွင်းစလုံးသွားနှောက်လို့မရဘူး तू ကကိုကြိုက်တဲ့ခွင်းတစ်ခွင်းနဲ့ကိုနှောက်လိုက်ရပြီနော်ဆိုတော့ဒီမှာဆိုရင်ဒါအပိုင်းကြီးနဲ့ပါလာပြီဖြစ်တော့တယ်ဒီထဲကိုပဲဒါဒီတစ်ခွင်းလုံးကိုနှင်းနဲ့နှောက်လိုက်မယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဘယ်လိုရမလဲဆိုရင်ဒါအရှိခွင်းကကြတော့ဒီတိုင်းပဲထောင်း s plus 3ဟုတ်ပြီနော်နောက်တစ်ခွင်းမှာဒါနှင်းနဲ့နှောက်မယ်ဒါဆိုရင်ဒါ 2s ဖြစ်သွားမယ် plus 2နဲ့ 5/2 နဲ့နှောက်လိုက်ရင်ဒါနှင်းနဲ့ခြေပြီးဒါ 5 ချမ်းဟုတ်ပြီနော်ဒါဆိုရင်ဒါနံပါတ်စလုံးကိုစောက်ဝဲခွဲလိုက်ရင် s plus 3 2s minus 2s plus 5ဆိုတာရမယ်ဟုတ်ပြီနော်မယုံရင်အဲ့ဒီကောင်တွေကိုပြင်မြောက်ကြည့်လိုက်ဒီအဖြေရရင်ဒါမှတ်ပြီပေါ့နော်ကဲဒါဆိုရင်နံပါတ်စလုံးပြီးရင်နံပါတ်ဇာခွဲနဲ့ညအချမ်းသေးတယ်နော်ဆိုတော့ဇာခွဲအရင်တွေ့ရအောင်ဆိုတော့ဒါလေးကိုနည်းဟောလုပ်လိုက်အောက်ကိုဖြောင်းလိုက်နော်အောက်ကိုဆွဲချလိုက်ဟုတ်ပြီဒီနောက်ဆွဲဒီနားမှာမရောက်နေပြင်ပြလိုက်ကဲဒါကလည်းအပေါ်ပုံနဲ့တူတယ်ဘာဖြစ်နေလဲဆိုရင်ဒါနော်ဒီပတ်တမဒီarm square ဆိုတဲ့ကောင်ရဲ့ဒီကပြတ်ဖို့ကြောက်5ဖြစ်နေနော်ဒါဆိုရင်ဘာလုပ်မလဲဆိုအဲ့ဒီ5ကိုဘို့ထုတ်မယ်5ကိုဘို့ထုတ်လိုက်ပြီနော်ဒီမှာဆိုရင်ဒါတုတ်ခွေးမသုံးလိုက်ရသေးဘူးမယူလက်သက်ခွေးပဲသုံးမယ်ဒါဆိုရင် arm square minus ဒီမှာ6မှာ5ကိုဘို့ထုတ်လိုက်ပြီဆိုရင်ဒါဒါ6ရဲ့5ဘို့တစ်ပုံပဲကျန်တယ်ဆိုတဲ့သဘောဒါဆိုရင်ဒါ 6/5 am minus ဒီမှာဆိုရင် 8/5 ဖြစ်သွားမှာပေါ့ဟုတ်ပြီနော်ကဲဒါကိုပဲဘာလုပ်မလဲဒီအရှိက sorry ကိုဖန်တီးယူထားတဲ့ k ကိုထည့်မယ်ဟုတ်ပြီနော်ဒါဆိုရင် am square minus 6/5 am ကဲဒီမှာဆိုရင်ဒါ plus ဒီမှာ minus နော်ဒီမှာတကွင်းလုံးနှစ်ထပ်ပေါ့ဒီမှာလည်းတကွင်းလုံးနှစ်ထပ်ဆိုတော့အလဲအကောင်နော်အလဲကပြတ်ဖို့ကြီးကို1နဲ့စားဟုတ်ပြီနော်ဆိုတော့ 6/5 ကို2နဲ့စားဆိုရင်ပိုင်းချီကို2နဲ့မြောက်တာနဲ့တူဒါဆိုရင်2နဲ့6နဲ့ကိုခြေပြလိုက်ရင်ဒါ 3/5 ဆိုတာရမှာပေါ့နော်ဆိုတော့ဒီမှာ 3/5 ဒီဘက်ကလည်း 3/5 ဟုတ်ပြီနော်ဒါပြီးရင်သူ့ရဲ့ဒီတတိယကိကိုကူးပြလိုက်မယ် 8/5 ပေါ့ဒါတုတ်ကင်း3လားဒါအရှိရ3ခုကိုတကွင်းလုံးနှစ်ထပ်တင်လိုက်လို့ရပြီဒါ am ဒါကျတော့ 3/5 လက္ခဏာသည်အနှုတ်ပဲဖြစ်ရမယ်နော်အလဲအနှုတ်ဆိုတော့ဒီမှာဆိုရင် minus ဒါ3နှစ်ထပ်သည်9ပိုင်းဒါ9နှစ်ထပ်သည်25အနှုတ် 8/5 ဟုတ်ပြီနော်ကဲဆိုတော့ဒီမှာတုတ်ခွင်းချမ်းခဲ့ဦးဆက်ရှိမယ်5ဒီမှာဆိုရင် am minus 3/5 the whole square ကဲဒါလေးဆက်ရှိအောင်ဒီမှာအနှုတ်ပြီးဒီမှာ25လို့ယူမယ်ဒီမှာဆိုရင်9အရှိမအနှုတ်ရှိတဲ့အတွက်ကြောင့်မလို့လက္ခဏာပြောင်းအောင်မယ်ဒီမှာ plus ဖြစ်သွားရောဟုတ်ပြီနော်ဆိုတော့ဒီမှာဆိုရင်9ဆိုတော့ဒီမှာ9နဲ့နှုတ်မှာပေါ့နော်ရှင်း9လေး40ဒါဆိုရင်49ရမယ်ဆိုတဲ့သဘောဆိုတော့ဒီမှာနေရာတော့မရှိဘူးတခြားအရောင်လေးပြောင်းပြီးတော့မှလုပ်လိုက်မယ်နော်အပေါ်ကလည်းအပြောင်းဖြူအောင်ဆိုတော့ဒါရောနေမှာဆိုကဲပြီးဒါဆိုရင်ဒီမှာ5ဟုတ်ပြီပြီးဒီမှာ am minus 3/5 the whole square minus ဒါဒီမှာဆိုရင်ဒါ 49/25 ဆိုတာဖြစ်သွားမယ်so 49/29 25ဒီတော့ဘာရဲ့နှစ်ထပ်လဲဆိုရင်ဒါ 7/5 ရဲ့နှစ်ထပ်ပေါ့ဟုတ်ပြီနော်ဆိုတော့ဒါဆိုရင်နှစ်ထပ်အနှုတ်နှစ်ထပ်ဆိုရယ်ပုံစံလေးကိုသွားသုံးလို့ရပြီနော်ဒါဆိုရင်5ကဲဒါဆိုရင်နှစ်ထပ်အနှုတ်နှစ်ထပ်ဆိုတော့ဒါအပေါင်းတစ်ခွင်းအနှုတ်တစ်ခွင်းပေါ့ဟုတ်ပြီနော်အပေါင်းတစ်ခွင်းအနှုတ်တစ်ခွင်းဖြစ်သွားမယ်ဒီမှာဆိုရင် am
minus 3 by 5 plus နော်ဒီမှာဆိုဒါ7 by 5ရဲ့နှစ်ထပ်ဆိုတော့ဒါ7 by 5ပြီး m plus 3 by 5 minus 7 by 5ဆိုတာရမယ်ဟုတ်ပြီနော်ကဲပြီးရင်ဒါလေးကိုဆက်ရှင်းကြအောင်ဆိုဒီမှာဒါ minus နော်မှားသွားပြီဒီနေရာမှာ minus ဖြစ်ရမယ်ဟုတ်ပြီကဲဒီမှာဆိုရင်5ဆိုဒီ green ရဲ့အကောင်လေးရှင်းကြည့်အောင်ဆိုတော့ m minus 3 by 5 plus 7 by 5ဆိုတော့ m minus 3နဲ့7ဆိုတော့ဒါ plus 4ပေါ့နော် plus 4 by 5ဖြစ်သွားမယ်။ပြီးရင်ဒီအနောက်မှာကျတော့ m minus 3နဲ့ minus 7ဆိုတော့ minus 10ပေါ့။ဒီအောက်က5ရှိဆိုတော့ဒါ minus 2ဖြစ်သွားရော။ဘယ်လိုခြေပြလိုက်ရင် minus 2ဖြစ်သွားမယ်။ဒီမှာဆိုရင်ဒါ5ကိုဒီနှစ်ကွင်းနဲ့ကြိုက်တဲ့တစ်ကွင်းနဲ့မြောက်ပေါ့နော်။ဒါဆိုရင်ဒီမှာဆိုရင်ဒါအပိုင်းကိုပြောက်သွားအောင်အရှိကွင်းနဲ့ပဲမြောက်လိုက်မယ်။ဒါဆိုရင်ဘာရမလဲ 5m plus 4ဆိုရမယ်။ဟုတ်ပြီနော်။နောက်ကကျတော့ဒါ m minus 2ဆိုချက်မှာဟုတ်ပြီနော်။ဒါဆိုရင်တစ်ပတ်ဇာခွဲကိုဒါဇာခွဲခွဲလိုက်ရင် m plus 4 m minus 2ဆိုတာရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်ဆုံးတစ်ပုဒ်တွေ့ကြည့်အောင်နော်နံပါတ်ည။ကဲဒါလည်းအတူတူပဲပထမဆုံးဂိမ်းရဲ့မြောက်ဖို့ကြီးဒီဒါ9ဖြစ်နေ။ဆိုတော့ဒီကောင်ကိုလည်းဘုတ်ထုတ်အောင်ပါပေါ့။ဆိုတော့ဒီမှာဘာရောင်လေးနဲ့တွားမလဲဆိုရင်စေးအောင်လေးနဲ့ပဲတွေ့လိုက်အောင်ဟုတ်ပြီနော်။ကဲဟုတ်ပြီဒီမှာဆိုရင်ဒါ5ကိုဘုတ်ထုတ်လိုက်မယ်။ဒါဆိုရင် grade မှာပါချင်မလဲဆိုရင်c square minus 24 by 5c plus 27 by c 5ပေါ့နော်27 by 5ရမှာဖြစ်ပါတယ်။ကဲဟုတ်ပြီဒါကိုဆက်တွက်မယ်ဒီမှာ5ဟုတ်ပြီနော်ပြီးရင်ကိုဖန်တီယူထားတဲ့ကိန်းကိုထည့်မယ်ဆိုတော့တိုကင်းပြောင်းလိုက်မယ်ဆိုတော့ c square minus 24 by 5c ကဲပြီးရင်ဒါကိုဖန်တီးမယ်ဒါ plus ရဲ့ minus ရဲ့နှစ်ခုပါမယ်ဟုတ်ပြီနော်ဒီမှာနှစ်ထပ်ပြရမယ်ဒီမှာလည်းနှစ်ထပ်ပြရမယ်ပြီးသူပေးထားတဲ့ကိန်း29 27 by 5ပေါ့နော်ကဲဒါဆိုရင်ဒီမှာအလယ်ကိန်းကို2နဲ့ရှာဟုတ်ပြီနော်ဒီမှာဆိုရင်24 by 5ဆိုတော့ဒီနေရာမှာမရေးတော့ဘူးတို့ကြဒီနေ့မှလာပြီနော်24 by 52နဲ့ရှာဆိုတော့ပိုင်းချီကို2နဲ့မြောက်ဒါဆိုအပေါ်ကနေခြေပြလိုက်ရင်ဒါ12 by 5ဆိုရရမယ်ဟုတ်ပြီနော်ဆိုတော့12 by 5နှစ်ထပ်ကိုနှစ်ခါလာရေးမယ်12 by 5ကဲပြီးရင်ဒါကိုဆက်ရှင်းမယ်ဒါဆိုအရှိရ3ခုကိုကိန်း3ခုကိုတကွင်းလုံးနှစ်ထပ်တင်လို့ရပြီ c ပြီးဒီမှာ12 by 5လက္ခဏာကိုဒီဒါအလယ်ကိန်းရဲ့လက္ခဏာယူလိုက်မယ် c minus 12 by 5 the whole square ဟုတ်ပြီနော်ကဲဒါပြီးရင်ဒီမှာ minus ဆိုတော့12 square ဆိုတာဒီဒါ144ရမှာပေါ့ဟုတ်ပြီနော်ဒါ5 square ဆိုရင်တော့ဒါ25ရမယ် plus 27 by 5ပေါ့ကဲဆိုခုနောက်လည်းပဲမလုပ်မလဲဒီအနောက်ကကိန်းတစ်ခုကိုဆက်ရှင်းမယ်ဟုတ်ပြီနော်ကဲဒါဆိုဒီမှာ5ဒါတော့ကွင်းပြီးဒီမှာ c minus 12 by 5 square ဒီမှာ minus ဟုတ်ပြီနော်ပြီးဒီမှာ25လို့ယူလိုက်မယ်144ကဲပြီးဒီမှာအရှိမအနှုတ်ဆိုရင်ဒါလက္ခဏာပြရမယ်မမေးနဲ့ဟုတ်နော်အောင်ဆိုရင်အပေါင်းဆိုရင်ဒါအနှုတ်ဖြစ်သွားမယ်ဟုတ်ပြီနော်ဒါကွင်းလေးခတ်ထားရင်လည်းရတယ်ဆိုတော့ဒီမှာဆိုရင်ဒါ5နဲ့မြောက်မယ်ဒါဆိုရင်အပေါ်ကိုလည်းဘာနဲ့မြောက်5နဲ့မြောက်ဟုတ်ပြီနော်ဒါဆိုရင်ဘယ်လောက်ရမလဲ9 5 35 9 5 135ရမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒီမှာတုတ်ပေးလေးမချန်သေးဘူးနော်5ပြီးတုတ်ခွင်းဒီမှာ c minus 12 by 5 the whole square minus ဒီမှာ144 minus 135ဒီ9ရတယ်ပေါ့နော်9 by 25ဒါဆိုရင်9 by 25ကလည်းဒါ3 by 5ရဲ့နှစ်ထပ်ဟုတ်နော်ဒါဆိုရင်ဒါနှစ်ထပ်အနှုတ်နှစ်ထပ်ဆိုတာမျိုးနဲ့သွားလို့ရတယ်နော်တခါလေးသွားလိုက်တော့ဒီမှာ5ဟုတ်ပြီနော်ဒါဆိုရင်နှစ်ထပ်အနှုတ်နှစ်ထပ်ဆိုတော့အပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဟုတ်နော်ဒီမှာအပေါင်းကဲဒီမှာအနှုတ်ဆိုဒီမှာဆိုရင် c minus 12 by 5ဒီမှာလည်း c minus 12 by 5ပြီးဒီမှာ3 by 5ကိုလာရေးရမှာပေါ့3 by 5ကဲဟုတ်ပြီဒါကိုဆက်ရှင်းမယ်5ပြီးရင်ဒါတော့ကွင်းဒီကွင်းရဲ့အကောင်ဆက်ရှင်းမယ် c so minus 12 by 5 plus 3 by 5ဒီ minus 9 by 5ရမယ်ဟုတ်ပြီနော် minus 9 by 5ကဲပြီးနောက်တစ်ခုကကြတော့
c minus 12 by 5 minus 3 by 5ဆိုတော့ c minus 50 by 5ရမယ်နော်ဒါဆိုရင်ခြေလိုက်ရင်ဒါ3ရမှာပေါ့ဟုတ်ပြီနော်ကဲနောက်ဆုံးမှာဘာလုပ်မလဲဆိုအဲ့ဒီ5ကိုပထမကွင်းကိုသာပြောင်းလိုက်မယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒါဘာရမလဲ 5c minus 9ဆိုတာရမှာပေါ့နော်အနောက်ကကြတော့ c minus 3ဆိုတာရမှာဖြစ်ပါတယ်ကဲဒါဆိုရင်နံပါတ်ညရဲ့စာခွဲခွဲလိုက်ရင်ဒါမှာနော်ခွဲလိုက်ရင် 5c minus 9 c minus 3ဆိုတာရမှာဖြစ်ပါတယ်ဆိုတော့ဒီလောက်ဆိုရင်တော့ဒီနှစ်ချက်ကိန်းတီအသုံးပြီးတော့မှစာခွဲခွဲတာကိုနားလည်မယ်လို့ထင်ပါတယ်ဆိုတော့ဒီဗီဒီယိုကတော့နည်းနည်းရှိသွားပြီကျန်တဲ့ပုံစံတွေလည်းတွေ့တတ်မယ်လို့ယူဆပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်